ကဲအားလုံးပဲကျွန်တော်ကိုမာရီအားလုံးပဲမင်္ဂလာပါကျွန်တော်တူကြီးကိုင်း channel လေးရနေပြီးတော့မိတ်ဆွေကိုမာရီအားလုံးပဲမင်္ဂလာပါလို့ပြန်ကြိုးစားလိုက်ပါတယ်မင်္ဂလာရှိသောအချိန်ကတည်းကမှာကျွန်တော်မိသားစုတွေအားလုံးပဲစိတ်ချမ်းသာရင်ကိုယ်ကျန်းမာရင်ပြည့်စုံကြပါစေလို့ကျွန်တော်ကိုင်းရနေပြီးတော့ဥသောတော်မှစုမကောင်းတောင်းပါပါတယ်ဗျာကဲကျွန်တော်တို့အစင်လေးပြေလာပြီကျွန်တော်တို့၃ပွဲမှာ၃ပွဲစလုံးဇက်တိုင်းအကွာလေးတွေမိတယ်တင်ကွာလေးတွေမိလာပြီဒီနေ့မှဆိုတော့ကျွန်တော်3ည9 3ညဆိုတဲ့ကဏ္ဍလေးဒီနော်ဇာတုသမားတွေရောနေတဲ့သမားတွေရောလုံးဝအစင်ပြေပါမယ်တပတ်စာမွေးအခွေထဲမှာလည်းပါသလိုကန်ဆာကြီးတစ်သောင်းနဲ့ကျွန်တော်ရှိမှလာရောက်လာတွေ့ထားတဲ့ကိုမကြီးလည်း9ပတ်တီကြပြီနော်နေတဲ့သမားကြီးလည်း90ဆိုတဲ့တင်ကွက်လေးမိပြီနော်90ဆိုတဲ့အကွက်လေးမိပါပြီအဲဒါကြောင့်ကိုမကြီးအားလုံးပဲတင်းနာနေမနှက်ညနဲ့အင်္ဂါနေ့မနှက်လောက်ကြီးဓာတ်တော့နော်ဓာတ်ရိုက်ဆိုလို့ဇက်တိုက်ဆိုလို့အစင်ပြေလိုက်ဖြစ်တဲ့ကျွန်တော်ကိုမကြီးနောက်တဲ့ပွဲတွေမှာလည်းထပ်ပြီးအစင်မျိုးရှိပဲဒါကြောင့်ကိုမကြီးအားလုံးပဲ view file လေးကိုပုံမှန်ကြည့်ပေးပါဒီ channel ဒီအဓိကပါပဲကိုမကြီးအားလုံးပဲနော်ကျွန်တော်တို့ဒါ channel အကြီးကကျွန်တော်ကိုမကြီးဒါတပတ်လောက်ဘန်းခံရတဲ့အတွက်ကြောင့်မို့ကျွန်တော်ဒီဘက်မှာ view file တင်မတင်ကကျွန်တော်မသေးကြဘူးဒါကြောင့်ကိုမကြီးအားလုံးပဲဒီ channel လေးကိုတွေ့ပြီဆိုတာနဲ့မဖြစ်မနေလေး subscribe နေကြပါဒီ channel မှာကျွန်တော်နောက်ရက်တွေမှာ live show လေးမျိုးရှိပါတယ်ဒီ channel မှာပဲကျွန်တော်အဓိကလုပ်ပါတော့မယ်ဒါကြောင့်ကိုမကြီးအားလုံးပဲဒီ channel လေးကိုမဖြစ်မနေ subscribe နှိပ်ပါမဖြစ်မနေလေးကိုဒီ channel လေးကို like and follow လုပ်ပေးပါ share ပေးပါမျှဝေလို့ရတဲ့နေရာတွေမျှဝေပေးပါအားလုံးပဲကျွန်တော်ကိုမကြီးအားလုံးပဲနော်ကဲလာပြီညနေတွဲလာပြီကဲဒီ video file လေးကညနေ9ရက်10လ2022မှာငါအင်္ဂါနေ့ညနေ4:30စီအဓိကထိုးရမယ့်ဝမ်းချင်းလေးတွေတင်ခွက်လေးနဲ့ရေကန်လေးတွေကိုကျွန်တော်ထုံးစံလာရောက်မျှဝေပေးတာပါဒါကြောင့်ကိုမကြီးအားလုံးပဲညနေစီ share ပေါက်ချင်တဲ့ကိုမကြီးအဓိကကြည့်ပါ like လမ်းမနေပါ video file လေးအစဆုံးကြည့်ပေးပါ video file လေးကအရန်လည်းမရှိသလိုကျွန်တော်ကိုမကြီးကျွန်တော်တုံရင်းလုံရင်းပဲပြောပေးထားတာပါကိုမကြီးအားလုံးပဲနော်ဒီကပြောနေတာဒီအခုဇာတို့သမားတွေဒီကျွန်တော်ဟူးမကျော်ကဏ္ဍပေးထားပေမဲ့အင်္ဂါနေ့မနက်ဈေးမှတင်ကျသွားပြီနော်ကျွန်တော်ဟူးမကျော်ကဏ္ဍလေးကဒါကြောင့်ကျွန်တော်နောက်ကြံရက်တွေအတွက်ကြံရက်ဆိုပေမဲ့ကျွန်တော်အခုအင်္ဂါနေ့ညနေစီဘော်တဘူးကြာသာပတိဒီ3ရက်အဓိကမွေးရမယ်ပတ်တိတဲ့လုံးကိုကျွန်တော်မြစ်တာလက်ဆောင်ထပ်ပြီးထုတ်ပေးပါမယ် video file လေးစောင်းအောင်ကြည့်ပါ video file လေးနောက်ဆုံးမှကျွန်တော်ပြောပေးပါမယ်เนาะပတ်တိပဲထုတ်ပေးပါမယ်အကွက်တော့မထုတ်ပေးတော့ဘူးเนาะဒါကြောင့်ကျွန်တော်ကိုမာရီပတ်တိမွေးခြင်းနဲ့မွေးရတာဝါသနာပါဆိုကျွန်တော်အခုထုတ်ပေးမယ်ပတ်တိလေးကိုမွေးကြည့်ပါကျွန်တော်အရင်ဘက်ကလည်းနှစ်ခါထုတ်ပေးနှစ်ခါလုံးအဆင်ပြေတယ်เนาะဒီဘက်မှာလည်းကျွန်တော်ထပ်ပြီးအဆင်ပြေအောင်ကျွန်တော်ပတ်တိလုံးထပ်ပြီးထုတ်ပေးပါမယ်เนาะပတ်တိထုတ်ပေးပါမယ်ပတ်တိထုတ်ပေးရသည်မွေးကနန်းတော့မွေးရမယ်ပတ်တိပါဇာတူးမွေးရမှာပါစိတ်ဝင်စားရင်မွေးမယ်ကြားရင်ထည့်ထိုးမယ်ကိုမရအောင်လုံးမယ်เนาะဒါပတ်တိလေးမွေးဖို့ကျွန်တော်ပေးတာမြတ်တာလက်ဆောင်ပေးတာကြားရင်မွေးမယ်ကိုမရအောင်လုံးမယ်เนาะကဲညနေတော့ဝမ်းချင်းလေးတွေကျွန်တော်တင်ကွာလေးတွေရွေးကနန်းလေးကျွန်တော်တခါလေးပြောပြပေးမှဖြစ်လို့ video file လေးကိုအစားဆုံးကြည့်ပါကိုမရအောင်လုံးမယ်เนาะကဲကျွန်တော်ဝမ်းချင်းဒီ8တက်ဝမ်းချင်းပါ8ပိုင်တက်ပိုင်ပါဒါညနေ4:30စီအတွက်အဓိကဝမ်းချင်းလေးပါဝမ်းချင်းက8ပိုင်တက်ပိုင်8ပတ်တီ1ပတ်တီအဓိကဆော့မယ်ပတ်တီဆော့ကျင်တဲ့အကူမိုက်တွေနော်8ပတ်တီ1ပတ်တီကိုအဓိကဆော့မယ်ပတ်တီမဆော့ကျင်တဲ့အကူမိုက်တွေကျွန်တော်အကွာလေးရွေးချယ်ဖို့ရှိတယ်ဒါကြောင့်ကူမိုက်အားလုံးပဲနော်ကျွန်တော်ပြောပြသားနော်အခုကိုကလည်းကျွန်တော်ဒါကန်ကောင်းနေတယ်ကန်ဆက်နေတဲ့အချိန်လေးမှာရအောင်ယူပေးပါနော်ကမ်ပိန်းနေတဲ့အချိန်မှာရအောင်ယူမယ်နော်မတိလိုက်လို့မထိုးလိုက်လို့မထိုးမိတာတို့မရလိုက်တာမျိုးမဖြစ်ပါသေးနဲ့အခုမှရအောင်အခုဆိုလဲကျွန်တော်တို့ဒါအဖွေးနေရနေမနှက်ညတယ်အခုအင်္ဂါနေ့မနှက်လောက်ထိကိုတောက်ရက်ကိုဆိုကျွန်တော်အဆင်ပြေလာပြီတင်းခွက်တွေလည်းမိလာပြီဟိုးမကျော်ကနန်းလည်းကျွန်တော်အစောကြီးကြာသွားပြီမင်္ဂလာတော်တော်ရှိသွားတဲ့ပတ်လေးပဲဒီပတ်လေးကနော်နောက်ဝဲနောက်ရက်တင်မှာလည်းကျွန်တော်ထပ်ပြီးတော့အကောင်းဆုံးလေးဖြစ်အောင်ကြိုးစားပြီးမှဖြစ်လို့ video file တွေကိုပုံမှန်ကြည့်ပါကျွန်တော်တင်ပြတဲ့ကဏ္ဍလေးတွေကိုပုံမှန်လိုက်ဆော့ပါပုံမှန်ကြည့်မှပုံမှန်ဆုံးမှပေါင်နှမ်းရမှာနော်မိတ်ဆွေကူမရအောင်ပဲနော်ကျွန်တော်အများနဲ့ပြောပါတယ် live show လေးနာဖြစ် view file တင်တာဖြစ်ပုံမှန်ကြည့်တဲ့လူဒီပေါင်ကဏ္ဍနဲ့မဝေးပါဘူးဗျာပေါင်ကဏ္ဍလေးရနေပါပါနော်အမားမှန်တော့ရှိပါလိမ့်မယ်ကဲကူမရအောင်ပဲညနေတော့လာပြီဗျာနော်စကားလောက်ပဲပြောမယ်အဓိကပြောရတဲ့ channel ကိုဒီ channel ကောင်အသစ်လေးကို subscribe မဖြစ်မနေနှိပ်ပေးပါဒီ channel မှာနောက်ရက်ဒီမှာကျွန်တော် live show လေးပါမယ်နောက်ရက်ဒီမှာလည်း view file တင်မယ်နော်အကောက်ကြီးကကျွန်တော် view file တင်တာ live လွှင့်တာကျွန်တော်တိတ်တော့မသိကြတော့ဘူးတင်တဲ့ခါလွှင့်တဲ့ခါကျကျွန်တော်ကမှသိပါလိမ့်မယ်နော် channel ကောင်ကြီးကကျွန်တော် subscribe နှိပ်ပေးတာဆိုတော့နော်ဒီ channel လေးကိုအဓိကဦးစားပေးမယ်မိတ်ဆွေများအားလုံးပဲနော်ကဲကိုမအားလုံးပဲညနေတော့ဝမ်းချင်းက8ပိုင်1ပိုင်မှာ8ပတ်တီ1ပတ်တီပါနော်ကီးလေးက6ခွန်2ကီးရွာကီးက6ခွန်2ကီးဝမ်းချင်းဒီ8တက်ဝမ်းချင်း8ပိုင်1ပိုင်နော်ကဲ8နဲ့ပတ်သက်ပြီးတော့8နှစ်8 9 8 5 8 4ပါဒီကနိုင်လေးကောက8နဲ့ပတ်သက်ပြီးအဓိကထိုးရမယ်ကနိုင်လေးကောပါနော်8နဲ့ပတ်သက်ပြီးတော့8နှစ်8 9 8 5 8 4ပါနော်ကိုမရအောင်ပဲ8နဲ့ပတ်သက်ပြီးတော့4ကွာ1နဲ့ပတ်သက်ပြီးတော့10 1နှစ်1 5 1 9ပါကိုမရအောင်ပဲနော်1နဲ့ပတ်သက်ပြီးတော့10 1နှစ်1 5 1 9ပါအဲ့ထဲမှာကျွန်တော်ပြန်ကဏ္ဍလေးပါထည့်ပေးထားတယ်ကိုမရအောင်ပဲပြန်ကဏ္ဍလေးမှာကျွန်တော်ထည့်ပေးထားတယ်ပြန်ကဏ္ဍလေးဒီမှာကျွန်တော်ကမှပြန်ပြီးဆော့လို့ရအောင်ဗျာနော်ကျွန်တော်ဒူးဒီဆိုတာကျွန်တော်ကမှဒါပြန်ကဏ္ဍလေးနဲ့ထွက်တဲ့ကာရှိတယ်ကျွန်တော်အခုမှကျွန်တော်တို့အင်္ဂါနေ့ညနေစီးပဲရှိအောင်ပါမနက်စီးကကျွန်တော်ထွက်သွားပြီးအစင်လဲပြေသွားပြီးကဏ္ဍလေးလည်းမိပြီးပေါက်ကွက်လေးလည်းရီးသွားမိသွားတဲ့အတွက်ကြောင့်မလို့เนาะကျွန်တော်ပြန်ကဏ္ဍလေးထည့်ပေးထားတယ်ကိုမအားလုံးပဲဒါကြောင့်ကျွန်တော်ရဲ့ကူမတွေကျွန်တော်မိတ်ဆွေအားလုံးပဲကျွန်တော်ပြောတဲ့ကဏ္ဍလေးကိုမနက်စီးညနေစီးလေးပုံမှန်ဆော့ပြီးပေါက်ကွက်ရပါလိမ့်မယ်အမြန်များကြံပါလိမ့်မယ်ကဲเนาะဒါညနေတော့ဝမ်းကြီးဒီ8တက်ဝမ်းကြီး8ပိုင်တက်ပိုင်ပါเนาะရှင်းနဲ့ပတ်သက်ပြီးတော့8နှစ်8 9 8 5 8 4ပါနောက်1နဲ့ပတ်သက်ပြီးတော့10 1နှစ်1 5 1 9ပါကိုမအားလုံးပဲကဲတင်ခွက်လေးလာမယ်เนาะတင်ခွက်လေးကရှင်းနဲ့ပတ်သက်ပြီးတော့8 6ပါ1နဲ့ပတ်သက်ပြီးတော့1 4ပါ1 4တင်ကွာ8 6တင်ကွာပါကိုမအားလုံးပဲเนาะညနေတော့တင်ကွက်ဒီ1
14တင်ကွက်ပါ86တင်ကွက်ပါကိုမိုက်အားလုံးပဲနော်တင်ကွက်က86တင်ကွက်14တင်ကွက်ပါကျွန်တော်ပြောပြီးပြီနော်ကဏ္ဍမရှင်းတာတို့ဘာလို့ခါချင်းဗီဒီယိုဖိုင်လေးကိုနောက်ပြန်ရေးပြီးကြည့်ပါကိုမိုက်အားလုံးပဲနော်ကဏ္ဍလေးတေချာရှင်းအောင်နားတော့ပါပြောပြီးမှအကွက်ပါလို့လားတို့နော်ထွက်တော့မှဒီဟာလေးကပါလို့လားပါကြောင့်အဲ့လိုမဖြစ်ပါစေနဲ့နော်မထိုးမိလိုက်တော့မေးတာတော့မဖြစ်ပါစေနဲ့တေချာလေးစော့ပေးပါကံပေးတဲ့ချိန်လေးမှာရအောင်ယူပါကိုမိုက်အားလုံးပဲကဲကျန်ရအတွက်ပတ်တီးလေးလာပြီဗျာနော်ကြံရက်ဆိုပြန်တော့အင်္ဂါနေ့ညနေစီဗုဒ္ဓဘူးကျက်တာပတိအဓိကမွေးရမယ်ပတ်တီးလေးပါပတ်တီးလေးကခွန်ပတ်တီးပါကိုမိုက်အားလုံးကျွန်တော်ပြောပြီးနော်ကျွန်တော်ကောင်မကြီးကျွန်တော်စေတနာနဲ့မျက်နှာလက်ဆောင်ထုတ်ပေးတာဖြစ်လို့ကျွန်တော်ကောင်မကြီးကြိုက်မှမွေးပါကျွန်တော်ကဒီမွေးရက်ဒီ3ရက်တော့ကျွန်တော်ထပ်ပြီးထုတ်ပေးထားတယ်ပတ်တီးလေးပါပတ်တီးဒီခွန်ပတ်တီးပါကိုမိုက်အားလုံးပဲနော်ခွန်ပတ်တီးပါအင်္ဂါနေ့ညနေစီဗုဒ္ဓဘူးကျက်တာပတိအဓိကမွေးရပါမယ်ကိုမိုက်အားလုံးပဲနော်အဓိက3ရက်ပေါ့ဗျာ3ရက်ဆိုပြန်တော့9ပွဲမွေးရမယ်ဒီ3ရက်နေ့မှာကျွန်တော်အဓိကပတ်တီးလေးကခွန်ပတ်တီးပါနော်ဒါပတ်တီးမွေးပတ်တီးဇာတိုးပတ်တီးပါဝမ်းချင်းက8တင်ဝမ်းချင်း8ပိုင်1ပိုင်နော်ရှင်းတဲ့ပတ်သက်ပြီးရော86တင်ကွက်14တင်ကွက်ပါကိုမိုက်အားလုံးပဲနော်ကြအားလုံးကျွန်တော်မှ view file လေးဒီမှာရှင်းအောင်ဝင်ပြပါကျွန်တော်ကိုမိုက်အားလုံးပဲစိတ်ချမ်းကိုကြီးချမ်းပြည့်စုံကြပါစေကျွန်တော်ကိုကြီးနဲ့ကက်ဆက်ပြီးညနေမှလည်းပောက်ကွက်လေးထပ်မိကြပါစေကျွန်တော်ဆွတော်နဲ့ပဲကျွန်တော် view file လေးဒီမှာရှင်းအောင်ပြပါအားလုံးပဲကိုလုံးပါနော်ညနေမှပောက်ကြပါစေရကြပါစေဗျာနော် channel တစ်ကို subscribe မဖြစ်မနေနှိပ်ထားနော်ကိုမိုက်အားလုံးပဲနော်အားလုံးပဲဘိုင်းပါ